အောက်ထလူပြည်ကဘာသာလူလေကိုမင်းကြီးကျွန်တော်များလူပြည်ကိုလှမ်းကြည့်စုံစမ်းလိုက်တော့လူပြည်မှာကြောက်တလုံးကွဲပြီးတော့မြောက်တကောင်ထူးဆန်းစွာထွက်ပေါ်လာပါတယ်ဖေ။လူတယောက်လုံးတိတ်သွားလား။အောက်မလေးတော့အမလေးသေးဟောပြီးငါသေးလာတော့ကတော့မစဖျားကိုတော့ပေးကြဆရာတော်မင်းတကယ်ကိုစိုးသွန်းတာပဲအသက်3ချောင်းကိုတတ်တယ်ဆရာတော်တပည့်ကိုမှားပြီးအပြစ်တင်နေတာအဲ့ဒီမိစ္ဆာကပုံစံအမျိုးမျိုးနဲ့ဆရာတော်ကိုလောက်ကြံနေတာအဲ့ဒါကိုတပည့်ကအချိန်ချင်းမောင်းထုတ်ခဲ့တာဒါကိုဆရာတော်ကတပည့်ကိုလက်မခံဘူးငါရေးတဲ့ဒီစာကတက်သေးပဲဒီနေ့ကစပြီးမင်းဟာငါရဲ့တပည့်မဟုတ်တော့ဘူးသင်မမှန်မြူလားဒါမိသားဖ3ယောက်လို့ဖတ်စင်းထားတာကိုဒီတပည့်ကရိုက်သက်လိုက်တာလေဟာလက်ဆက်တတ်တော့သူတို့သုံးအောင်စလုံးကမိစ္ဆာတွေပါလားဆရာတော်စမ်းကြည့်လေစမ်းကြည့်လေကျန်းစာတွေ